ဒီနေ့တော်တော်လေးကိုစိတ်လိုရှာမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိသားစုဒီညာကြီးလေးရောက်ရှိနေတာဖြစ်တဲ့အတွက်မိသားစုရဲ့တူတူကျွန်တော်ဇက်တပင်နဲ့ပတ်သက်တဲ့ commercial ပထမဦးဆုံးရိုက်ပြီးပြသတဲ့အချိန်မှာမိသားစုရဲ့တူတူကြည့်ရမှာဆိုတော့တံမိုးမဖြစ်နိုင်ပါဘူးအားလုံးတူတူကြည့်ရှုပေးကြပါဦးခင်ဗျာအစင်လာမပြတ်တဲ့မင်္ဂလာရှင်အားတွဲလျက်ကလေးကနာတိုးပါလို့ဘေကဘာမယိုးတဲ့ယေရနာမျိုးရဲ့ကထာဝရရဲ့သာစင်မြတ်သူတို့ကျင်တဲ့ဘုရားပရဏရဲ့သာသစ္စာမှုရဲ့ယေရနာထာဝရဝိစေမာရွှေလားရွှေပြီးတော့ဆုံးတဲ့အောင်ဝေးစေတာခနဲ့ညီရှင်လေးသာတဲ့ဒီတွင်ဒီချစ်တဲ့ဒီပြိသက်တွေအပေးတဲ့လက်ခုပ်တော်ဝိစေရနာလေးနဲ့ညီစေရနာများယုံကြည်စိတ်ချရဆုံးစိတ်ရွှေရနာဆိုဝိစေဟာရွှေရည်တို့ပြေပြီးကစက်တလက်ရဆိုင်များဆိုထာဝရဝိစေမှာထာဝရဝိစေတော့ပါဆိုလေးလက်နေလို့ရွှေဘုံစစ်ထားသလိုပြောရွှေရောင်တစ်ဖိတ်ဖိတ်တာထာဝရဝိစေစိတ်ချလာရစိတ်ချရွေးဆိုရင် okay just with you know how I always sing and how I always sing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  it's about you yeah and I'm you yeah sweet thing I tell I don't give me say you're not straight so how I always sing ယုံကြည်စိတ်ချရဆုံးထာဝရဝိဇ္ဇင်